မင်္ဂလာပါရှင်။ဘာမှခေတ်သစ်သတင်းဌာနကနေဒီဇင်ဘာလ28ရက်နေ့စိတ်ဝင်စားဖွယ်ထိပ်တန်းရောက်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ယနေ့ရွေးကောက်ပွဲနေ့တပွဲမျိုးရှိတိုင်းဒေသကြီးအစိုးရတိုင်းရုံးတွင်လက်နက်ကြီးကြီးများကြားရောက်ပေါက်ကွဲ၍စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတပွဲမျိုးတွင်ယနေ့ရွေးကောက်ပွဲပြုလုပ်သည့်နေ့တနင်္သာရီတိုင်းဒေသကြီးအစိုးရတိုင်းရုံးတွင်လက်နက်ကြီးကြီးများကြားရောက်ပေါက်ကွဲ၍အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိကြောင်းဒေသတွင်းစစ်ရေးသတင်းရင်းမြစ်နှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့ဒီဇင်ဘာလ28ရက်နေ့နနက်အစောပိုင်း6နာရီခန့်မှစတင်ပြီးအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်ဖြင့်တပ်ဆွဲထားသောတပွဲမျိုးအစိုးရတိုင်းရုံးကိုလက်နက်ကြီးကြီးများကြားရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်၏တိုင်းရုံးအတွင်းရှိအဆောက်အဦများထိမှန်ပျက်စီးခဲ့ပြီးတနင်္သာရီတိုင်းလဝကညှို့မှုတအုပ်နှင့်စစ်တပ်ဘက်မှအရာရှိတအုပ်သေဆုံးသည်ဟုဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ကပြောဆိုတော်လေသတင်းဌာနအနေဖြင့်တိကျတည်ပြုနိုင်ခြင်းမရှိသေးပေစစ်ခွေးရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ဒီနေ့နံနက်ပိုင်းကတည်းကလက်နက်ကြီးတွေနဲ့စဆော်နေတာလို့သိရတယ်။လဝကတိုင်းညှို့မှုလည်းသိတယ်။တိုင်းရုံးမှာလည်းလက်နက်ကြီးထိမှန်ပြီးစစ်ခွေးအရာရှိတကောင်သိတယ်။စစ်ခွေးတွေထိခိုက်တာတွေရှိတယ်။တဝဲတိုင်းရုံးတွေကအစာအုပ်တစ်ချမ်းထိသွားပြီးတစ်ချမ်းဖြိုသွားတယ်ဟုဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ထို့သောပေါက်ကွဲတံများထွက်ပေါ်နေကြောင်းကိုတဝဲမျိုးနေပြည်သူများကသတင်းဌာနသို့အတည်ပြုပြောဆိုပြီးအကြမ်းဖက်စစ်တပ်တပ်ဆွဲထားသောအစိုးရတိုင်းရုံးဘက်မှပေါက်ကွဲတံများထွက်ပေါ်လာခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။ဒီနေ့နက်အစောပိုင်းကတည်းကမြို့တဲကနေပေါက်ကွဲတံတွေထွက်နေတာရုံးကြီးအစိုးရတိုင်းရုံးဘက်ကလာတဲ့အတန်တွေပင်လက်နက်ကြီးအတန်တွေတောက်လျှောက်ကြားနေရတာအခုလဲနောက်တစ်လုံးမျိုးတွေထက်ကြတယ်စုစုပေါင်း၄လုံးလောက်ရှိပြီဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်ထို့ပြင်အကြမ်းဖက်စစ်တပ်သည်တဝဲမျိုးပေါ်တွင်လက်နက်ကင်ဆောင်ထားသောစစ်သားအင်အား3000ကျော်ကိုတပ်ဖြန့်ထားပြီးစစ်ကား18စီးပါရင်တန်းဖြင့်ကင်းလှည့်နေကြောင်းသိရပါတယ်ဆက်လက်ပြီးကလေးမျိုးမှပြည်သူများကအတန်တိတ်တပိတ်ဆင်နွယ်ပြီးစစ်တပ်ရွေးကောက်ပွဲနေ့ကိုမဲထွက်မပေးပဲတပိတ်မှောက်မဲယုံတွင်သာမကလမ်းပေါ်တွင်လူသူကင်းရှင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမျိုးတွင်ပြည်သူများကယနေ့ပြုလုပ်သည့်စစ်တပ်ရွေးကောက်ပွဲကိုပါဝင်ခြင်းမပြုဘဲအတန်တိတ်တပိတ်ဆင်နွှဲနေသောကြောင့်မဲယုံများတွင်သာမကလမ်းပေါ်တွင်ပါလူသူကင်းရှင်းနေကြောင်းကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီမှအဖွဲ့ဝင်တအုပ်ကသတင်းဌာနကိုပြောကြားပါရယ်အကြံဖတ်စစ်တပ်ကယနေ့ဒီဇင်ဘာ28ရက်နေ့စတင်ကျင်းပသည့်ရွေးကောက်ပွဲအပိုင်း1တွင်စကိုင်းတိုင်းကလေးမျိုးလည်းပါဝင်ကြောင်းတို့ရတွင်ကလေးမျိုးမှပြည်သူများက၎င်းတို့ကိုယ်တိုင်မဲထွက်မပေးဘဲအတန်တိတ်တပိတ်လှုပ်ရှားမှုဖြင့်စန့်ကျင်နေကြကြောင်းသိရှိရပါရယ်အခုကလေးမျိုးမှပြည်သူတွေကိုယ်တိုင်ခေါ်ထားတဲ့အတန်တိတ်တပိတ်ပါဘယ်သူမှလည်းမထွက်ကြဘူးမဲယုံတွေမှာလည်းစစ်တပ်ကစက်တနက်တွေနဲ့ကိုစောင့်နေတာကလေးမျိုးပိုးချုပ်လန်ကလေးမျိုးဘရင်အောင်လန်ရွေးကောက်ပွဲနေ့မှာလူသူကင်းရှင်းနေတယ်ပြည်သူလူထုပါဝင်မှုကိုအထင်မသေးကြပါနဲ့ပြည်သူတွေကသွေးမအေးသွားပါဘူးကလေးမျိုးမှာလူထုပါဝင်မှုကစစ်အာဏာရှင်အမြင့်ပြတ်ဖို့ဒီကနေ့အထိပူးပေါင်းပါဝင်မှုနဲ့ရိုးသားဆုံးရေးချင်းအမြင့်ဆုံးမှရှိနေသေးပါပဲဟုကလေးမျိုးမှာပြည်သူတို့ကရှင်းလင်းပြောဆိုပါတယ်ကလေးမျိုးတွင်လူအမြဲစီကားနေသည့်မိခွက်ဈေးခေါ်မိုးမလင်းဈေးမှာလည်းဈေးတဲ့အများစုမထွက်ကြပဲထွက်သည့်ဈေးတဲ့များမှာလည်းစောစည်းစွာပင်ဆိုင်များပိတ်သိမ်းသွားခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးခင်ဦးမြို့နယ်မြေနီရှိုကျေးရွာနေရှိခရီးသွားပြည်သူများ၏ရင်တန်းကိုစစ်တပ်ကလေရင်ရဟတ်ရင်တို့ဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူ9ဦးသေဆုံးပြီး20ဦးကျော်ထိခိုက်ဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်မြေနီရှိုကျေးရွာအနီးရှိခရီးသွားပြည်သူများ၏ရင်တန်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ရဟတ်ရင်တို့ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးပြီး20ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ28ရက်နေ့မိုးလယ်12:40မိနစ်ခန့်တွင်ခင်ဦးမြို့နယ်အရှေ့ဘက်ခြမ်းမြေနီရှိုကျေးရွာအနီးတွင်လမ်းကျောပိတ်ဆို့နေ၍ရန်နာထားသောခရီးသွားကုန်စည်ကစီသေးကားများစီပေါစာကရင်တန်းနှင့်စတာလင်ဆိုင်ထမင်းစားပွဲစုံဆိုင်ကန်းများကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာတစ်စီး MI-35 တစ်စီးတို့ဖြင့်ပုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။အကြမ်းဖက်စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်းပြည်သူ9ဦးခန့်သေဆုံးက20ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကစီပေါစာကစီသေးကားနှင့်ကုန်စည်ကားများအပါအဝင်ကားကိုစီမီလောင်ဖျက်ဆီးခဲ့ကြောင်းထို့ပြင်ထိခိုက်ဒဏ်ရာရရှိသူများတွင်ဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်းသိရပါတယ်။ဒီနေ့နက်အစောပိုင်းထိဈေးရုံရောက်လာတဲ့ပြည်သူ9ဦးစိုးရိမ်ရတယ်။ဒဏ်ရာရတာ20ကျော်တဲ့လမ်းကျော်ပိတ်နေတာကြောင့်ရွှေဘုံမြို့ပေါ်ပြန်ခောက်တဲ့ကားဆရာနှင့်ပြည်သူတွေကိုလည်းရွှေဘိုလေးချင်းရေရှစ်ကနေပေါ်တာဆွဲငွေညစ်ပြီးကားတွေကိုလည်းရွှေခောက်ပွဲအလွန်မှဖျက်တမ်းခွင့်ပေးမယ်လို့ခရီးသွားပြည်သူတွေကနေတက်ဆင့်သိရပါတယ်ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အလားတူဒီဇင်ဘာလ18ရက်နေ့ကလည်းခင်ဦးပြူဟာလမ်းပိုင်းပေါ်ရှိလူစုလူဝေးရှိရာနေရာများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းခင်ဦးမြို့နယ်တွင်ရှိဒေသပြည်သူများစစ်ပေးရှောင်များတော်လှန်ရေးအင်အားစုများအနေဖြင့်အကြမ်းဖက်စစ်တပ်ကစစ်ရေးပြစ်မှတ်နှင့်အယက်သားပြစ်မှတ်များကိုခွဲခြားခြင်းလုံးဝမပြုပါဘဲလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ရုံမှစွာလှုပ်ဆောင်နေသည့်အတွက်လုံခြုံရေး
သတိအသိမပြတ်ရှိကြရန်ကြိုတင်လုံခြုံရေးအစီအမံများပြုလုပ်ခါသတိကြီးစွာဖြင့်သွာလာနေထိုင်ကြပါရန်ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်ဆက်လက်ပြီးရန်ကုန်ရှိမဲရုံများ6ကပ်နေပြီးအရက်ဝတ်လှုပ်ဝက်အဖွဲ့များဖြင့်မျိုးနှံစောင့်ကြည့်နေတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကော်မရှင်ကကျင်းပတဲ့အထူးရောင်ရွေးကောက်ပွဲအပိုင်း1ကျင်းပသည့်ယနေ့ဒီဇင်ဘာ28ရက်တွင်ရန်ကုန်မြို့ရှိမဲရုံအများစုမှ6ကပ်နေပြီးလမ်းဆောင်လမ်းကွာများနှင့်လက်ဖက်ရည်ဆိုင်များတွင်အရက်ဝတ်လှုပ်ဝက်အဖွဲ့များဖြင့်စောင့်ကြည့်မှုများပြုလုပ်နေကြောင်းသိရပါတယ်။ရန်ကုန်မြို့ရှိတောင်တကုံအပါအဝင်မြို့နယ်အသီးသီးမှမဲရုံများကိုအေယာဝတီတိုင်းကကွင်းစင်းကြည့်ရှုရာတွင်မဲလာပေးသူပြည်သူများကိုမတွေ့ရသလောက်နေပါနေပြီးလုံခြုံရေးယူထားသည့်ရဲနှင့်ဖြူစောထီးများသာရှိနေသည်ကိုတွေ့ရပါတယ်။တောင်တကုံကမဲရုံ2ရုံ3ရုံလောက်ကိုပတ်ကြည့်တာတရက်6မှာတောင်ကြောက်ရတယ်။သူတို့လုံခြုံရေးယူထားတဲ့ရဲနယ်ဖြူစောတိလောက်ကလွှဲရင်လူမတွေ့ရတဲ့လောက်ပဲဟုမြေပြင်သတင်းရင်းမြစ်တဲ့ဦးကသတင်းဌာနကိုပြောပါတယ်။စစ်ကော်မရှင်သည်မြို့တွင်ရှိမီးပွိုင်များကားမတ်တိုင်များနှင့်လက်ဖက်ရည်ဆိုင်များတွင်စီပင်ရဲမီးတပ်နှင့်ဖြူစောတိများကိုအရက်ဝတ်များဖြင့်အင်အားအပြည့်ချထားကြောင်းသိရပါတယ်။အဆိုပါအရက်ဝတ်အဖွဲ့များသည်၎င်းတို့အင်ဂျီကော်လန်များတွင်နိုင်ငံတော်အလံပုံတစိမ့်ငယ်များတပ်ဆင်ထားကြပြီးတနအီခွဲလက်ရင်တစ်ချိန်လူလဲလဲကစနစ်တကျစောင့်ကြည့်နေကြခြင်းဖြစ်ပါတယ်။သူတို့လူမှန်တိတာစေတဲ့အနေထားပေါ်ပြခြေဟန်လက်ဟန်နဲ့စကားပြောလိုက်ထားသွားလိုက်နောက်တစ်ယောက်ကျူတီဝင်လိုက်နဲ့လူထဲမှာအပြည့်ပဲဟုဒေသခံတပ်ဦးကဆိုပါတယ်။ရန်ကုန်မြို့ပေါ်ရှိလမ်းမကြီးများမှာလည်းပုံမှန်ထက်ပုံမို6ကပ်နေပြီးအချို့ရက်ကွက်များတွင်လူငယ်များမဲယုံသို့မလာသည့်အတွက်အိမ်တန်ရာရောက်လိုက်လံမဲပေးခိုင်းမှုများရှိနေကြောင်းသိရပါတယ်။ဆက်လက်ပြီးထောက်ရေးမပါတဲ့အလုပ်တွေဟုဆိုကမဲယုံအပေါက်ဆောင်ရသည့်စစ်အရာရှိတအုပ်ဆဲဆိုချိန်မှောင်းနေဆွေတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကော်မရှင်ကပြုလုပ်တဲ့တူရောင်ရွေးကောက်ပွဲတွင်မဲယုံလုံခြုံရေးအတွက်ဂိတ်တကားစောင့်နေရသည့်အပေါ်စိတ်ပြည့်နေသည့်စစ်ကော်မရှင်တပ်မှအရာရှိတအုပ်က၎င်းတို့၏လှုပ်ဆောင်ချက်များကိုဆဲဆိုချိန်မှောင်းမှုများပြုလုပ်နေကြောင်းသိရပါတယ်။ယနေ့ဒီဇင်ဘာ28ရက်နေ့တွင်ပြုလုပ်တဲ့ရွေးကောက်ပွဲတွင်တန်လီမြို့နယ်အတွင်းရှိမဲယုံတစ်ခု၌လုံခြုံရေးတာဝန်ယူထားရသည့်အဆိုပါစစ်အရာရှိက၎င်း၏ယာဒူးနှင့်မထိုက်တန်သည့်တကားဆောင်အလုပ်ကိုလုပ်ကိုင်နေရခြင်းအပေါ်ကျင်းနှက်ခြင်းမရှိ၍မဲလာပေးသူများရှေ့တွင်ပင်ဆဲဆိုနေခြင်းဖြစ်ကြောင်းသိရပါတယ်။ငါယာဒူးနှင့်ငါအသက်ကြီးနှင့်ဒီမဲယုံအပေါက်လာဆောင်နေရတယ်တကားဆောင်လုပ်နေရတာတောက်ရေးမပါဘူးဘာတောက်လုပ်တွေမှမသိဘူးဆိုပြီးမအေးတွေရောငါရီနေရောစိတ်နေတာအကြိုက်ပဲဟုတန်လီမြို့နယ်တွင်၌အာဏာပိုင်များ၏ဖိအားပေးမှုကြောင့်မဖြစ်မနေမဲလာပေးခဲ့ရသူအမျိုးသမီးတဦးကသတင်းဌာနကိုပြောပါတယ်ထို့သောဆဲဆိုနေသူမှာအရက်ဝတ်ပေါ်တွင်စစ်တုံးပြောက်ကြားကုတ်အင်ဂျီကိုဝစ်ဆင်ထားပြီးစစ်တပ်မှအရာရှိတဦးဖြစ်ကြောင်းလည်းပြောဆိုခဲ့ကြောင်းသိရပါတယ်လက်ရှိတွင်မဲယုံတစ်ခုချင်းစီ၌မဲယုံကွယ်3ခုခန့်ထားရှိထားပြီးမဲယုံအတွင်းပိုင်းတွင်အရက်ဝတ်ဖြင့်စစ်ရာရှိများနှင့်ဖြူစောထီများကစောင့်ကြပ်နေကမဲယုံဂိတ်အဝင်တွင်မူရဲပြည်သူစစ်နှင့်မိသက်တပ်ဖွဲ့ဝင်များကိုအင်အားအပြည့်ဖြင့်ချထားကြောင်းသိရပါတယ်ပြည်သူများသည်အကြောက်တရားနှင့်ဖိအားပေးမှုများကြောင့်သာမဲယုံတို့ရောက်ရှိနေကြခြင်းဖြစ်ပြီး၎င်းတို့လက်အောက်ခံတပ်ဖွဲ့ဝင်များအတွင်ပါစိတ်ပြက်အာရုံမှုများနှင့်ဖျို့ဖျဲဖြစ်မှုများဖြစ်ပေါ်နေကြောင်းသိရပါတယ်